နေဒီချိန်ထိတိုင်းအသက်ရှင်နေထိုင်ရတာထာဝရဘုရားရဲ့မဆာမှုကြောင့်ပဲဘဝမောများစွာကြောဖြတ်ခဲ့ရလေသခင်ဟာအမောများဖြည့်စေခဲ့ကြုံတွေ့မဲ့ဘဝခရီးမှာကိုဘဝရဲ့ကိုစရာရှာလီဝေးလေးမဝလုံးနေလေယေရှုခရစ်သာကျွန်တော်နာမျက်ရှိကရင်မနှွေးထွေးညစ်တာပေးနေတခါတလေရင်မချေခွဲဝမ်းနေမှုတွေနဲ့မခံနိုင်တော့ကြတဲ့ရောက်လေခွဲတွေကိုငိုရကလေးချေခွဲဆုံးရှုံးလို့နေခိုင်းစောက်တရားခွန်အားများမဲ့နေခြင်းကိုတော်ရှင်တရားသာကျွန်တော်အားတွေ့ခေါ်ခဲ့ရှေးစမ်းမဲ့ဘဝလမ်းခီးတိုင်းတွေ့ခွန်အားများပေးနေတယ်ခရီးမှာကိုဘဝရဲ့ကိုစရာရှာလီဝေးလေးမဝလုံးနေလေယေရှုခရစ်သာကျွန်တော်နာမျက်ရှိကရင်မနှွေးထွေးညစ်တာပေးနေ